မင်းသားဟာလှေကားထစ်ထဲမှာဖုံးကြည့်နေတော့အဆောက်အဦတစ်ခုလုံးရုတ်တရက်ငလင်လှုပ်သလိုတုန်ခါသွားပြီးမနှက်ဖြန်မရှိတော့သလိုမျိုး69လွှာအထိအောက်ကိုအဟုန်ဝက်ပြုတ်ကျသွားခဲ့တာပါသူနိုးလာတဲ့အခါအစောကစီးလာတဲ့စူပါမာကတ်ကုန်တိုက်ကြီးတွေရောက်နေပေမဲ့ပတ်ဝန်းကျင်မှာလူတယောက်မှမရှိပဲအပြင်ဘက်ကိုထွက်ကြည့်လိုက်တော့တစ်ပင်ကြီးတွေနဲ့ရှေးခေတ်ကဘာကြီးဖြစ်နေခဲ့ပါတယ်ဘာလို့ရမှန်းမသိပဲလမ်းအတိုင်းလျှောက်လာတော့မြင်းခွာတန်ကြားလို့ပုံကြည့်လိုက်ရာဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ရှေးခေတ်ဝစ်စုံဖြူနဲ့မိမလလေးတယောက်မြင်းပေါ်ကပြုတ်ကျလာတာကိုတွေ့လိုက်ရပါတယ်မင်းသားဟာသူမကိုကုန်တိုက်ထဲအမြန်တွန်းတင်သွားပြီးစေးဝါးတွေယူမလို့လှုပ်စင်ဟိုလိုဂရမ်စနစ်တစ်ခုပေါ်လာပြီးပတ်စံတောင်းတာကြောင့်မိန်းကလေးရဲ့ကြောက်စိမ့်ဆွဲသီးကိုစနစ်ထဲထည့်ပေးလိုက်ရာချက်ချင်းပတ်စံတင်ကနန်းလဲပေးလိုက်ပါတယ်ဆေးရီနဲ့သူမရဲ့ဝမ်ဘိုက်ကဒဏ်ရာကိုစေးကြောပေးနေတော့မိန်းကလေးနိုးလာပြီးဘာလို့တာလဲလို့ကြောက်လန့်တကြားမေးခဲ့ပေမဲ့မင်းသားကတက်တာအောင်ကူညီပေးတာပါလို့အေးဆေးရှင်းပြလိုက်ပါတယ်သူမတက်တာလာတော့ကိုကာကိုလာဘူးတိုက်လိုက်ရအရသာရှိလုံးလို့အံ့ဩသွားပြီးသူမဟာမျိုးသားမင်းရဲ့သမီးတော်ဖြစ်ကြောင်းနဲ့ဒီနေရာကဘာနေရာလဲလို့မေးမြန်းပါတော့တယ်မင်းသားကလည်းသူဟာအစမ်းကျဲကုန်တိုက်ကြီးနဲ့အတူတိုင်းလောကတွေကိုရောက်လာခဲ့တာကိုရေးလဲသဘောပေါက်သွားပြီးသူမကိုတစ်ဆက်လွှာပါတဲ့ကုန်တိုက်ကြီးအကြောင်းအသေးစိတ်လိုက်ပြပေးခဲ့ပါတယ်ဒီအဆောက်အဦထဲမှာစူပါမားကတ်ရတနာဆိုင်စေကန်းလက်နက်တိုက်နဲ့ဟိုတယ်ထိအကုန်ပါဝင်တာကိုမြင်လိုက်ရတော့မိန်းကလေးဟာပါဇက်အဟောင်းသားဖြစ်သွားခဲ့ရပါတယ်ထမင်းစားနေတော့မိန်းကလေးကရန်သူမွန်ကိုတက်မတော်3000ဟာသူတို့မျိုးကိုတိုက်ခိုက်တော့မယ်လို့ပြောပြလိုက်ရာမင်းသားကသူမနဲ့အတူမျိုးစားမင်းစီသွားဖို့ဆုံးဖြတ်လိုက်ပါတယ်မင်းသားဟာကုန်တိုက်ထဲကမော်တော်ဆိုင်ကအမိုက်စားကြီးကိုထုတ်ပြီးမိန်းကလေးကိုအနောက်ကတင်ကရှေးခေတ်မြို့တကားထဲကိုအချိန်ပြင်းပြင်းနဲ့မောင်းဝင်သွားခဲ့ပါတယ်မြို့ထဲကစစ်သူကြီးတွေနဲ့မြို့သူမြို့သားတွေကမြင်းမပါပဲဟိန်းဟောက်မောင်းနေတဲ့ဒီတန်ကောင်ကြီးကိုမြင်တော့အဲပရဲကောင်မှတ်ပြီးကြောက်လန့်တကြားထွက်ပြေးခဲ့ကြတာပါမြို့စားဆန်အိမ်ရှိရောက်တော့အဆောင်စစ်တီတွေကဓာတ်နဲ့ခုံမလို့လုပ်ပေမဲ့မိန်းကလေးကတားဆီးလိုက်ပြီးသူတို့နှစ်ယောက်ကိုအထဲကိုအေးဆေးဝင်ခွင့်ပေးလိုက်ပါတယ်ရှေးခေတ်စစ်တီတွေရှိကိုခင်မီမော်တော်ဆိုင်ကတစ်စီးဘုံဆိုရောက်လာပြီးငွေရောင်တန်မြင့်ကြီးလိုအဟုန်နဲ့မောင်းထွက်သွားခဲ့ပါတယ်ရှေးခေတ်သူရဲကောင်တယောက်ကသူ့ရဲ့ပေါ်ပါတဲ့တိုင်းပညာနဲ့အမိလိုက်ဖို့ကြိုးစားခဲ့ပေမဲ့အင်ဂျင်ဆက်ရဲ့အရှိန်ကိုမမီပဲအံ့အားသင့်သွားခဲ့ရပါတယ်ဒါပေမဲ့ဒါဟာအစပဲရှိသေးတယ်ဆိုတာဘယ်သူမှမသိခဲ့ကြပါဘူးသူတို့ဟာခေတ်ပြိုင်တကားပေါက်ကနေတဆင့်ခင်မီဈေးဝယ်စင်တာကြီးတဲ့ရောက်ရှိသွားကြပါတယ်မင်းသမီးလေးနဲ့စစ်တီတွေဟာအလိုလျောက်ပွင့်သွားတဲ့မှန်တကားကြီးတွေကိုကြည့်ပြီးနှိမ့်တက်နေချိန်မှာပဲလူငယ်လေးဟာရွှေတွေကိုမြောက်များစွာသောငွေသားတွေဖြစ်ပြောင်းလဲလိုက်ပါတယ်ပြီးတော့မြို့တော်ကိုကာကွယ်ဖို့အတွက်ခင်မီဒရုန်းတွေမီးစက်တွေနဲ့တူဖို့ရေးကိရိယာတွေကိုစတင်ဝယ်ယူပါတော့တယ်ဒရုန်းတစ်စီးဟာ10ကီလိုအထိတည်ဆောင်နိုင်ပြီးမြို့ထဲကလူပေါင်း12,000အတွက်လိုအပ်တဲ့ရိက္ခာတွေကိုတည်ယူပေးနိုင်မှာပါဒါပေမဲ့မြို့တော်ကိုတလကြာထိန်းထားနိုင်ဖို့နဲ့မီတာ2000ရှည်တဲ့မြေအောက်လိုင်းကောင်းကိုတူးဖော်ဖို့အတွက်ဒီထက်မှကပိုမိုလိုအပ်နေပါသေးတယ်ဒါနဲ့ပဲမင်းသမီးလေးဟာခင်မီဟိုတယ်ခန်းထဲမှာဒရုန်းထိန်းချုပ်ဆက်ကိုကိုင်ရင်အံ့ဩစရာကဘာတစ်ကြီးကိုစတင်ကြည့်ရှုခဲ့ပါတယ်ဒီနောက်မှာတော့လူငယ်လေးဟာစစ်တီတော်တွေကိုခင်မီကားမောင်းနဲ့စတင်တင်ကြားပေးခဲ့ပါတယ်မြင်းထက်မြန်ဆန်တဲ့တန်မြင့်ကားကြီးတွေကိုမောင်းနေရင်စစ်တီတွေဟာတောင်ပေါ်လန်းအတိုင်းရိက္ခာတွေကိုအရှိန်အဟုန်နဲ့တည်ဆောင်ပေးခဲ့ကြပါတယ်ဒါဟာရှေးခေတ်စစ်ပွဲသမိုင်းကိုလုံးဝပြောင်းလဲပစ်တော့မဲ့အစီအစဉ်ကြီးပဲဖြစ်ပါတယ်မွန်ဂိုတပ်တွေရဲ့ကြောက်စရာထိုးစစ်အောက်မှာမြို့နယ်ရန်တွေပြိုကျတော့မဲ့အချိန်မှာပဲခေတ်လိုနီးပညာနဲ့မြို့ကိုကာကွယ်ဖို့ပြင်ဆင်လိုက်ကြပါတယ်စစ်သူကြီးမမရွှေဟာလင်းရီစီကရတဲ့အဆင့်မြင့်လေးအမြောက်တွေကိုတပ်သားတွေလက်ထဲခွဲဝေပေးပြီးမြို့တကာဝအထိရောက်လာမဲ့မွန်ဂိုမြင်းတပ်တွေကိုစီနဲ့မီးရှို့တိုက်ခိုက်ဖို့အစီအစဉ်ဆွဲလိုက်ပါတယ်ဒါပေမဲ့မွန်ဂိုတပ်မှုကတော့ဒီမြို့ငယ်လေးကိုအလွယ်တကူသိမ်းပိုက်နိုင်မယ်လို့ထင်မှတ်ထားခဲ့တာပါစစ်ပွဲစားရနဲ့မွန်ဂိုတပ်တွေတရှိန်ထိုးတက်လာချိန်မှာအဆင့်မြင့်လေးသမားတွေကမိကုံရန်ကုန်ပစ်ခတ်လိုက်တာကြောင့်မွန်ဂိုတပ်မှုတော်အံ့အားသင့်သွားခဲ့ပါတယ်ဒါပေမဲ့လေးများအရေးအတွက်နီးမှန်းတိသွားတဲ့မွန်ဂိုတပ်တွေမြို့တကာဝအထိတက်လာတဲ့အခါအသင့်ပြင်ထားတဲ့စီတွေကိုလောင်းချပြီးမိရှို့တိုက်ခိုက်လိုက်တာကြောင့်မွန်ဂိုတပ်တွေကရိုးကရဲဆုတ်ခွာသွားခဲ့ရပါတယ်ဒါပေမဲ့ရန်သူရဲ့စစ်မှန်တဲ့ထိုးစစ်ကမစသေးပါဘူးစစ်ပွဲခဏရပ်နားချိန်မှာဖူအားဟာလင်းရီအတွက်ညာရင်းချင်းချုပ်လုပ်ထားတဲ့ရှေးဟောင်းဝစ်စုံကိုလာပေးခဲ့ပါတယ်လင်းရီကဝစ်စုံတစ်ကိုလဲဝစ်လိုက်တဲ့အခါကွက်တိကြပြီးတကယ်မင်းသားလေးအလားကြည့်ကောင်းသွားခဲ့ပါတယ်မြို့ကိုကာကွယ်ပေးလို့ဖူအားကကျေးဇူးတင်ကြောင်းပြောတဲ့အခါလင်းရီကပစ္စည်းချင်းအလဲလဲလောက်တာပဲမို့ကျေးဇူးတင်စရာမလိုဘူးလို့ရိုးရိုးရှင်းရှင်းပဲတုံ့ပြန်ခဲ့ပါတယ်အဲ့ဒီနောက်လင်းရီဟာဖူအားကိုနောက်ကနေပွေ့ဖက်ပြီးခါဒရုန်းမောင်းနီးနဲ့ရန်သူတပ်စခန်းကိုကင်းထောက်ဖို့တင်ပေးခဲ့ပါတယ်ဒရုန်းဟာတစ်တော်တွေကိုဖျက်ကျော်ပြီးမွန်ဂိုတပ်တွေစခန်းချထားတဲ့နေရာအထိအမြင့်ကနေပြန်တန်းသွားခဲ့တာပါအဲ့ဒီမှာမွန်ဂိုတပ်တွေဟာမြို့ရိုးကိုဖျက်ဆီးနိုင်တဲ့ကြောက်ခဲပစ်စက်ကြီးတွေကိုအချိန်မတိုင်မီတဲဆောင်လာတာကိုဒရုန်းကင်မရာကနေရုတ်တရက်တွေ့ရှိလိုက်ရပါတယ်မွန်ဂိုတပ်မှုဟာကောင်းကင်မှာပြန်နေတဲ့စမ်းကြဲတဲ့ဒရုန်းကိုမြင်သွားပြီးဂါထာဆွမ်းအားနဲ့ပစ်ခတ်ဖျက်ဆီးလိုက်တာကြောင့်ကင်မရာလိုင်းပြတ်တောက်သွားခဲ့ပါတယ်ဖူအားဟာထိတ်လန့်သွားပေမဲ့လင်းရီကဒရုန်းတွေအများကြီးကြံသေးတယ်ဆိုပြီးအေးဆေးပဲနှိမ့်သိမ့်ပေးခဲ့ပါတယ်ဒါပေမဲ့ရန်သူရဲ့ကြောက်ခဲပစ်စက်ကြီးတွေရောက်နေပြီဖြစ်ကြောင်းမမရွှေစီချက်ချင်းအကြောင်းကြားဖို့ပြင်ဆင်လိုက်ကြပါတယ်ညရောက်တဲ့အခါမွန်ဂိုတပ်တွေရဲ့ကြောက်ခဲပစ်စက်ကြီးတွေကရိုက်ခတ်လိုက်တာကြောင့်အနောက်ဘက်မြို့ရိုးမှာအကြောင်းကြီးတွေပေါ်လာပြီးတပ်သားတချို့တေဆုံးသွားခဲ့ပါတယ်ရှေးခေတ်စစ်သူကြီးမင်းသမီးတယောက်ဟာနီးပညာမြင့်ညကြည်မှန်ဘီလူးနဲ့ဝေါ်ကီတောကီတွေကိုကင်ပြီးရန်သူစခန်းကိုခြေမုံဖို့ပြင်ဆင်နေပါတယ်သူမဟာဒီတိုက်ပွဲကနေမပြန်လာနိုင်ခဲ့ရင်တမီးလေးဖူအားကိုစောင့်ရှောက်ပေးဖို့ခေတ်တစ်ကလင်းဆိုတဲ့အမျိုးသားစီရေဒီယိုကနေအတနာခံတောင်းဆိုခဲ့တာပါဒါပေမဲ့ရန်သူစခန်းစီအဝင်မှာဘာတွေစောင့်ကြိုနေလဲဆိုတာသူမလုံးဝမသိခဲ့ပါဘူးညမှောင်မိုက်ထဲမှာနီးပညာမြင့်ပစ္စည်းတွေတက်ဆင်ထားတဲ့သူမရဲ့စစ်တီ20ဟာရန်သူစခန်းစီအတန်မထွက်ပဲတိတ်တဆိတ်ချင်းကပ်သွားခဲ့ပါတယ်
သူတို့ဟာရန်သူအမြောက်ကြီးတွေကိုစနစ်တကျတက်စီလောင်ပြီးတပြိုင်နက်တည်းမီးရှို့ဖျက်ဆီးပစ်လိုက်တာကြောင့်စခန်းတစ်ခုလုံးမီးပင်လယ်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမီးတောက်တွေကြားကနေအကြမ်းဖက်ရန်သူစစ်သူကြီးရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်။အခြေအနေအန္တရာယ်များလာတာနဲ့မင်းသမီးဟာရဲဘော်တွေကိုအရင်ဆုတ်ခိုင်းပြီးရန်သူစစ်သူကြီးကိုယာကျိန်းနဲ့တယောက်တည်းရဲရင်စွာရင်ဆိုင်တိုက်ခိုက်ခဲ့ပါတယ်။ပြင်းထန်တဲ့လက်နက်ချင်းရိုက်ခတ်တံတွေကြားမှာမင်းသမီးဟာကြက်ကြက်ခံတိုက်ခိုက်နေပေမဲ့ရန်သူစစ်သည်တွေဝိုင်းလာတာကြောင့်အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်ပျက်သွားခဲ့ပါတယ်။ရှေးခေတ်စစ်မြေပြင်ကြီးတဲကိုခင်မီဇာဗာကားတစ်စီးမီးအောင်စုံနဲ့အရှိန်ပြင်းစွာမောင်းဝင်လာခဲ့တာပါ။ကားပေါ်ကလင်းဟာမင်းသမီးကိုကားပေါ်အမြန်တက်ခိုင်းပြီးရန်သူစစ်သူကြီးပါဇက်အဟောင်းသားဖြစ်သွားအောင်အတားအဆီးမရှိထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဒါပေမဲ့ကားရက်လိုက်တဲ့အခါမင်းသမီးရောက်သွားတဲ့နေရာကပိုလို့တောင်အံ့ဩစရာကောင်းနေခဲ့ပါတယ်။မင်းသမီးဟာမီးရောင်တွေမိတ်မိတ်လင်းနေတဲ့ခေတ်သစ်ကဘာရဲ့ဈေးဝယ်စင်တာကြီးရှိကိုရောက်ရှိသွားခဲ့တာပါ။သူမဟာပထမဆုံးအကြိမ်ဖြစ်ဆက်လီကားစီးရင်အံ့ဩမြင်တက်နေခဲ့ပြီးမိသားစုကိုကယ်တင်ပေးခဲ့တဲ့လင်းရဲ့ကျေးဇူးတရားအတွက်ဘယ်လိုပြန်ဆက်ရမလဲတိုင်ပင်နေခဲ့ပါတယ်။ဒါပေမဲ့လင်းပြင်ဆင်ထားတဲ့လက်ဆောင်ကတော့အားလုံးကိုမှင်သက်သွားစေခဲ့ပါတယ်။လင်းဟာသူတို့စုံတွဲကိုအစစ်မြစ်အဝတ်စားဆိုင်ထဲခေါ်သွားပြီးခင်မီစမ်းသစ်တဲ့ဝတ်စုံတွေကိုလက်ဆောင်ဖြစ်ဝတ်ဆင်စေခဲ့ပါတယ်။အဲ့ရမျိုးမှာရုတ်တရက်ပေါ်လာတဲ့အထက်ဆယ်မြင့်ပုံဆောင်ခဲလိုလင်းလက်နေတဲ့မျှော်စင်ကြီးကြောင့်မွန်ဂိုစစ်တပ်တစ်ခုလုံးထိတ်လန့်သွားခဲ့ပါတယ်။မွန်ဂိုစစ်သူကြီးစီတက်မှုကရောက်လာပြီးဒီမကောင်းဆိုးဝါးမျှော်စင်ကြီးဟာဓာတ်နဲ့ခုတ်လို့မရမီးရှို့လို့လည်းမလောင်ပဲစီးနှင်းလို့မရနိုင်ကြောင်းစီရင်ခံနေတာပါ။စစ်သူကြီးကမြို့ထဲမှာရိတ်ခါနဲ့မီးလောင်လွယ်တဲ့ရေစမ်းတွေဘဲကထွက်လာလဲဆိုတာမေးမြန်းတဲ့အခါဒီမျှော်စင်ကြီးတဲကပဲထွက်ပေါ်လာတာဖြစ်ကြောင်းတက်မှုကပြောပြပါတယ်။မွန်ဂိုတပ်တွေဟာမြို့ကိုဆက်လက်ပိတ်ဆို့ထားပြီးသူတို့ရဲ့မီးလောင်စာနဲ့ရိတ်ခါတွေကုန်ဆုံးသွားအောင်စောင့်ဆိုင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့အပြင်ကမွန်ဂိုတွေမသိတာကတော့ဒီမကောင်းဆိုးဝါးမျှော်စင်ဆိုတာတကယ်တော့ခေတ်သစ်ဈေးဝယ်စင်တာကြီးဖြစ်နေတာပါ။စင်တာကြီးရဲ့ခေတ်မှန်တကားနိုင်ရန်တွေကြောင့်အထဲမှာရှိတဲ့လင်းရီနဲ့မိန်းကလေးနှစ်ယောက်ဟာအပြင်ကရန်သူတွေကိုအေးဆေးကြည့်နေနိုင်တာဖြစ်ပါတယ်။မွန်ဂိုစစ်သားတွေဟာမှန်တကားတွေကိုဓားတွေနဲ့အစွမ်းကုန်ရိုက်ခွဲပေမဲ့စတီးမန်တွေကလုံးဝမပျက်စီးပဲကြက်ကြက်ခံနေပါတယ်။အမျိုးသမီးစစ်သူကြီးကတော့ခေတ်သစ်စကားပြောဆက်ကိုအသုံးပြုပြီးမြို့ထဲကစစ်သားတွေကိုအပြင်ကနေအမိန့်ပေးညွှန်ကြားနေခဲ့ပါတယ်။စင်တာထဲကမိန်းကလေးကတော့အပြင်မှာတောင်းကျမ်းနေတဲ့မွန်ဂိုစစ်သားတွေကိုမှန်နောက်ကနေရှာထုတ်ပြောင်ပြပြီးစောင့်နေပါသေးတယ်။အပြင်ကမွန်ဂိုစစ်သူကြီးကတော့ဒီမျှော်စင်တွေကရင်ကောင်တကောင်မှထွက်မပြေးစေနဲ့လို့အမိန့်ပေးကပိတ်ဆို့ထားလိုက်ပါတယ်။ရှေးခေတ်စစ်သူကြီးအမျိုးသမီးတစ်ယောက်ခေတ်သစ်စူပါမားကတ်ထဲကိုရုတ်တရက်ရောက်ရှိလာခဲ့မယ်လို့ဘသူကထင်ထားမှလဲ။တန်ချက်ကအပြည့်ဝတ်ထားတဲ့သူမဟာစူပါမားကတ်ထဲကဆန်အိတ်တွေနဲ့စားတောက်ကုန်တွေကိုမြင်သက်စွာကြည့်ရှုနေခဲ့တာပါ။ခေတ်သစ်လူငယ်ကစစ်တပ်ကြီးတစ်ခုလုံးအတွက်စားနပ်ရိက္ခာထောက်ပံ့ပေးဖို့ပြောလိုက်တဲ့အခါမှာတော့သူမရဲ့မျက်လုံးတွေပွင့်သွားခဲ့ရပါတယ်။ရွှေနဲ့လဲလှယ်သမျှဒီစူပါမားကတ်ဟာညတိုင်းပစ္စည်းအသစ်တွေပြန်ပြည့်နေမှာဖြစ်ပြီးတက်တာ3,200,000ကို3လစာထိစားတောက်နိုင်စေမှာဖြစ်ပါတယ်။ခေတ်သစ်အဝတ်စားတွေလဲဝတ်ထားတဲ့လူငယ်ကသူတို့ကိုစူပါမားကတ်ထဲကအဆင့်မြင့်ပစ္စည်းတွေလိုက်ပြပြီးကူညီပေးနေတာပါ။ဒီကြားထဲမှာစစ်သူကြီးရဲ့သမီးလေးကလည်းအစမ်းတကျပစ္စည်းတွေကိုလိုက်ကြည့်ရင်းစိတ်လှုပ်ရှားနေခဲ့ပါတယ်။ခေတ်လွန်စစ်တုံးမှန်ပြောင်းကိုတွေ့သွားတဲ့အခါမှာတော့စစ်သူကြီးဟာရန်သူမုံကိုတပ်စခန်းတွေကိုကီလိုမီတာ30အကွာကနေအသေးစိတ်ထောက်လှမ်းနိုင်တော့မယ်ဆိုတာရိပ်မိသွားပါတယ်။ဒီလိုအစွမ်းထက်တဲ့မှန်ပြောင်းအစုံ30တောင်ချက်ချင်းဝယ်ယူဖို့ဆုံးဖြတ်လိုက်တော့တာပါ။ဒါအပြင်တိုက်ကောင်းမိုးပေါ်မှာခေတ်သစ်နည်းပညာဒရုန်းတွေကိုအသုံးပြုပြီးရိတ်ခါအိတ်တွေကိုရန်သူမသိအောင်မြတွင်ချင်းလေကြောင်းကနေတည်ယူပို့ဆောင်ပေးခဲ့ပါတယ်။သမီးဖြစ်သူကဒရုန်းကိုကျွမ်းကျင်စွာထိန်းချုပ်မောင်းနှင်ပြီးရိတ်ခါတွေကိုကိုတောင်စီဘေးကင်းစွာရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့တာပါ။တာဝန်အောင်မြင်စွာပြီးဆုံးသွားတဲ့အခါခေတ်သစ်လူငယ်ကပြင်ပန်းသမျှပြေးပြောက်သွားအောင်တိုက်ကောင်းမိုးပေါ်ကရေနွေးစိန်ကမ်းမှာအနားယူဖို့ဖိတ်ခေါ်လိုက်ပြီးရေကူးဝတ်စုံတွေကိုထုတ်ပေးလိုက်ပါတယ်။ဒါပေမဲ့ရှေးခေတ်အမျိုးသမီးတွေအတွက်တော့ဒီလိုသေးငယ်လုံးနဲ့ရေကူးဝတ်စုံကအတော်လေးအံ့အားသင့်စရာဖြစ်နေခဲ့တာပါ။စစ်သူကြီးအမျိုးသမီးကတော့ဒီခေတ်ရောက်မှတော့ဒီခေတ်နီးတိုင်းလိုက်လို့ရမှာပေါ့ဆိုပြီးရဲရဲဝံ့ဝံ့ဝတ်ဆင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရှေးခေတ်သူရဲကောင်းမေမေနဲ့သမီးလေးဟာခေတ်သစ်ကဘာကြီးစီရောက်လာပြီးမိဖို့ချောင်ထဲမှာဟင်းချက်ကူနေကြတာကိုတင်ယုံနိုင်ရဲ့လား။လင်းကြီးဆိုတဲ့ကောင်လေးကသူတို့ကိုဧည့်ခံပြီးအရသာရှိတဲ့ဟင်းပွဲတွေပြင်ဆင်ပေးနေတာပါ။စစ်ဝတ်စုံဝတ်ထားတဲ့မျိုးသားမင်းကဓာတ်ကိုကျွမ်းကျင်စွာကင်တွယ်ပြီးမုံလာဦးနီတွေကိုလျင်မြန်စွာလှိဖြတ်လိုက်တဲ့အခါအားလုံးပါဇက်အဟောင်းသားဖြစ်သွားကြပါတယ်။သမီးလေးကမေမေရဲ့ဓာတ်ရည်ပြက်ပြက်ကိုကြည့်ပြီးအံ့ဩမဆုံးဖြစ်နေချိန်မှာပဲသူတို့ဟာရှေးခေတ်နဲ့ခေတ်သစ်အကြားဘဝအတွေ့အကြုံတွေကိုချစ်ဆက်ပွဲမျှဝေပြောဆိုခဲ့ကြပါတယ်။ထမင်းစပွဲမှာသမီးလေးကဟင်းတွေကိုတမြုံမြုံနဲ့အားရပါရစားတောက်နေပြီးလင်းကြီးရဲ့လက်ရာကိုအကြီးကျယ်ချီးမွမ်းနေခဲ့တာပါ။တယောက်တည်းစားရတာပြင်းစရာကောင်းပေမဲ့အခုလိုအတူတူစားရတော့လင်းကြီးအတွက်တိတ်ကိုနှွေးထွေးသွားခဲ့ပါတယ်။ညဘက်ရောက်တော့လင်းကြီးကသူတို့ကိုခင်မီစိန်ကန်ဟိုတယ်ခန်းစီခေါ်သွားပေးပြီးသမီးလေးကတော့အီးဆက်နေတဲ့မွေးရကြီးပေါ်ခုန်တက်ကကလေးလေးလိုပျော်မြူးနေခဲ့ပါတယ်။ရေချိုးခန်းထဲမှာအလိုလျောက်ရေပူထွက်လာတာကိုမြင်တော့သမီးလေးကအံ့ဩတာကြီးနဲ့ဝမ်းသာနေပြီးမေမေဖြစ်သူကလည်းလင်းကြီးရဲ့စေတနာနှွေးထွေးမှုကိုသတိပြုမိသွားခဲ့ပါတယ်။သတင်းပေါက်ကနေအပြင်ဘက်ကိုမေးကြည့်ရင်းမျိုးသားမင်းကစမ်းရံမျိုးမှာရှိတဲ့ပြည်သူတွေရေပူနဲ့ရေမချိုးရတာကိုသတိရပြီးရင်ထဲမကောင်းဖြစ်နေခဲ့တာပါ။စမ်းရံမျိုးကိုမဖြစ်မနေကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့အတိကသူတို့ရင်ထဲမှာပုံမူပြင်းထန်လာခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့အင်တာကွန်ကနေလင်းကြီးကမနက်စာအစင်သင့်ဖြစ်ပြီလို့အကြောင်းကြားလာခဲ့ပါတယ်။သမီးလေးကလည်းမနက်စာဆိုတဲ့အတန်ကြားတာနဲ့ချက်ချင်းထပြီးပြင်ဆင်တော့တာပါပဲ။သူတို့တွေဓာတ်လေကားစီးပြီးအစားတောက်စင်တာစီဆင်းလာကြရမှာအထူးဆန်းခင်မီအရာတွေကိုကြည့်ပြီးသမီးလေးကအံ့ဩမဆုံးဖြစ်နေခဲ့တာပါ
ပေါက်စီအကျော်နဲ့စွပ်ပြုတ်အမျိုးမျိုးပြင်ဆင်ထားတဲ့မနက်စာပွဲကြီးကိုမြင်တော့သူတို့အရန်စိတ်လှုပ်ရှားသွားကြပြီးဒီနေ့မှာတော့လိုအပ်တာတွေဝယ်ဖို့ကုန်တိုက်ကြီးစီထွက်ခဲ့ကြပါတယ်။ကစားကွင်းထဲရောက်တဲ့အခါစမ်းကြဲတဲ့မီးရောင်တွေနဲ့တစ်သားမြင့်ရုပ်တွေကိုမြင်ပြီးသူတက်ကြွသွားခဲ့တယ်လို့ဘတ်စကတ်ဘောပြေးရတာကိုလည်းညပြည့်ကစားနေလို့သဘောထားပြီးပျော်ရွှင်စွာဆော့ကစားခဲ့ကြပါတယ်။ဒါရင်မကသေးပါဘူး။လင်းကြီးကသူတို့ကိုရုပ်ရှင်ရုံထဲခေါ်သွားပြီးတိုင်တန်းနဲ့သမုတ်တရားတင်မောကြီးရဲ့တမိုင်းဝင်အချစ်ဇလံကိုပြသပေးခဲ့ပါတယ်။တင်မောကြီးရေနစ်ပြီးမြုပ်နှံရတဲ့အသေးကွဲစရာအခန်းရောက်တော့သမီးလေးဟာရင်ကွဲမတက်ငိုကြွေးလိုက်ပြီးမေမေကလည်းတင်းခံထားရပါတယ်။လင်းကြီးကသူတို့နှစ်ယောက်လုံးကိုထွေးဖက်ကရင်ခွင်ထဲမှာတက်တောင့်တက်တာရအောင်နှစ်သိမ့်ပေးခဲ့ပါတယ်။ညဘက်ဆိုင်းရံမျိုးကြီးကိုအထက်စီးကနေလှမ်းမြင်ရတဲ့မိုးမျှော်မိုးဆက်ပြင်ပေါ်မှာအတူတူရက်ကြည့်ရင်ဒီနေ့ဟာသူတို့အတွက်နောက်ဆုံးအနားယူခြင်းဖြစ်ကြောင်းသဘောပေါက်သွားကြပါတယ်။မနက်ဖြန်မှာတော့ဆိုင်းရံမျိုးတော်ကြီးအတွက်အသက်ပေးတိုက်ပွဲဝင်ရတော့မှာပါ။အင်အား4000ခွဲရှိတဲ့စစ်တပ်ကြီးစီးနှင်းတော့မဲ့အချိန်မှာမြို့ကိုကာကွယ်ဖို့လူ2000ပဲကြံပါတော့တယ်။ဒါပေမဲ့ဒီစစ်သူကြီးမကတော့ခင်မီနီးပညာနဲ့နဗျူဟာတွေကိုတုံးပြီးရန်သူတွေကိုအပြည့်ချေမှုမှုပြင်ဆင်လိုက်ပါတယ်။ဒရုန်းတွေပေါ်မှာဘုံတွေတက်ဆင်ပြီးရန်သူမြင့်တက်စီတွေလောင်းချကစက်တနက်တွေနဲ့ပစ်ခတ်လိုက်တာကြောင့်ရန်သူတွေပောက်ကွဲမိလောင်ကုန်ကြပါတယ်။ဒါအပြင်ညကြီးမျက်မှန်တက်ထားတဲ့လေးတယ်တော်တွေကလည်းမြေအောက်ကနေထွက်လာပြီးရန်သူတွေကိုတယောက်မကျန်ပစ်ခတ်ရှင်းလင်းလိုက်တာပါ။စစ်ပွဲအတွင်းရန်သူစစ်သူကြီးကိုယ်တိုင်စီးနှင်းတိုက်ခိုက်လာချိန်မှာတော့စစ်သူကြီးမကကြာပုတ်ကိုအုံပြုပြီးရန်သူစစ်သူကြီးကိုမြင်းပေါ်ကနေဆွဲချကချုံနှောင်နိုင်ခဲ့ပါတယ်။ဒီတိုက်ပွဲမှာရန်သူ900နီးပါးသေဆုံးခဲ့ပြီးမိမိဘက်က10ယောက်ပဲကြာဆုံးခဲ့တာကြောင့်ကြီးမားတဲ့အောင်ပွဲကိုရရှိခဲ့ပါတယ်။ဒါပေမဲ့ရန်သူတပ်မကြီးရောက်မလာသေးတာကြောင့်မြို့ရိုးတွေကိုကွန်ကရစ်စိမ်းတွေနဲ့တမင်ကြောက်ထက်မအောင်ပြန်လည်မွမ်းမံကြပါတယ်။ဒါအပြင်မီတာ300အကွာအဝေးထိထိုးဖောက်နိုင်တဲ့ခင်မီလေးများတွေကိုပြင်ဆင်ပြီးလာပေါင်းများစွာစားတောက်နိုင်မဲ့ရိတ်ခါတွေကိုလည်းမြေအောက်လိုင်ကောင်းကနေတဲယူစုဆောင်းထားလိုက်ပါတယ်။စစ်သူကြီးမဟာအဖမ်းဆီးခံရန်သူစစ်သူကြီးကိုမြေအောက်ထောင်ထဲမှာစစ်ဆေးမင်းမြန်းလိုက်ချိန်မှာရန်သူတပ်မှအင်အား4000ခွဲရှိပြီးမကြခင်အပြင်းထန်စီးနှင်းတော့မယ်ဆိုတာသိလိုက်ရပါတယ်။စစ်တီပေါင်း4000ခွဲရှိတဲ့မွန်ဂိုတပ်မကြီးကိုနီးပညာစမ်းတွေနဲ့အပြည့်ရှင်းပစ်မဲ့တမိုင်းဝင်တိုက်ပွဲကြီးစတင်ပါပြီးအာရခန်ဦးဆောင်တဲ့မွန်ဂိုတပ်ဟာရှန်ရမ်းမြို့ကိုသိမ်းပိုက်ဖို့2ရက်အတွင်းအစွမ်းကုန်စစ်ထိုးလာတော့မှာပါ။စစ်သူကြီးမျိုးသမီးကမွန်ဂိုတပ်မှုတွေကြားမှာသဘောထားကွဲလွဲနေတာကိုအကွက်ဆင်ပြီးရန်သူစိတ်ဓာတ်ကိုစစ်စင်ရေးမစခင်ကတည်းကရိုက်ခွဲဖို့ပြင်ဆင်လိုက်ပါတယ်။မြို့ရိုးပေါ်မှာစစ်သူကြီးကဆက်ရေဒီယိုနဲ့တက်ခွဲတွေကိုအမိန့်ပေးလိုက်တာနဲ့မွန်ဂိုတပ်မှုအာရခန်ကစစ်တီတော်တောင်းချီကိုဦးဆောင်ပြီးရှန်ရမ်းမြို့ကိုအပြီးသိမ်းဖို့တောင်းဖြက်စစ်ကြောင်းချီလာပါတယ်။ရန်သူတွေစစ်ရှိန်မြင့်တက်စွာပြေးဝင်လာချိန်မှာမြို့ရိုးပေါ်ကနေအချက်ပြစနစ်နဲ့အစင်သစ်စောင့်ကြိုနေကြတာပါ။အာရခန်ကမြို့ကိုဒီနေ့ပဲရအောင်ခွဲမယ်ဆိုပြီးဟိန်းဟောက်အမိန့်ပေးတာနဲ့မွန်ဂိုမြင့်တက်ကြီးမြို့တကားစီအရှိန်နဲ့ပြေးဝင်လာပါတယ်။ဒါပေမဲ့မြို့ရိုးပေါ်ကစစ်သူကြီးအမျိုးသမီးကပြစ်ခတ်လိုက်တာနဲ့မြမိုးတွေရွာချပြီးရန်သူရှေ့တန်းစစ်တီတွေကိုခဏချင်းမှတင်ထုတ်ချင်းပေါက်လဲပြိုသွားစေခဲ့ပါတယ်။ရန်သူတွေမြို့ရိုးကိုလှေကားတွေနဲ့တက်ဖို့ကြိုးစားချိန်မှာတိုင်ကီကြီးတွေကလောင်စာစီတွေကိုမြို့ရိုးပေါ်ကနေလောင်းချပြီးမီးရှို့ပစ်လိုက်တာကြောင့်ရန်သူတပ်ဖွဲ့တွေမိတောက်ကြားမှာပြာကျကုန်ပါတယ်။တကားမကြီးကွဲအပ်သွားချိန်မှာလဲစကီးချောင်းတွေနဲ့အကြမ်းပြုထုပြီးပိတ်ဆို့လိုက်လို့ရန်သူတွေတကားကိုထိုးဖောက်လို့မရတော့ပါဘူး။ပထမလိုင်းတိုက်ပွဲမှာတင်မွန်ဂိုစစ်တီ3000နီးပါးတေဆုံးသွားခဲ့ပြီးမြို့ဆောင်တပ်က15ယောက်ပဲကြာဆုံးခဲ့ပါတယ်။ဒါပေမဲ့အာရခန်ကတော့လက်မလျှော့ပဲမြို့ရိုးကိုထပ်မံထိုးနှက်ဖို့ယူသွစွာအမိန့်ပေးပြန်ပါတယ်။ရှေးခေတ်မြို့ကြီးတစ်မြို့ကိုရန်သူတပ်ပေါင်းတောင်းနဲ့ချီပြီးပိတ်ဆို့ထားချိန်မှာမိုးပေါ်ကနေခေတ်မီကုန်တိုက်ကြီးတစ်ခုလွင့်ပြန်လာပြီးမြို့ထဲကိုစိုက်ဆင်းသွားလိမ့်မယ်လို့ဘယ်သူမှထင်မထားခဲ့ကြပါဘူး။မာစတာစနစ်ပိုင်ရှင်လင်းကြီးဟာကုန်တိုက်ကြီးကိုနေရာရွှေ့ပြောင်းနိုင်တဲ့စွမ်းအားသစ်ကိုရရှိသွားပြီးနောက်ရန်သူတွေဝိုင်းထားတဲ့ရှန်ရမ်းမြို့စီကိုစက္ကန့်ပိုင်းအတွင်းကုန်တိုက်ကြီးတစ်ခုလုံးပြန်တန်းရွှေ့ပြောင်းလိုက်တာပဲဖြစ်ပါတယ်။ကောင်းကင်ဘော်ကနေပြန်တန်းလာတဲ့ဒီမဟာကုန်တိုက်ကြီးမြို့ပေါ်ကိုဆင်းသက်လာတာကိုမြင်လိုက်ရတဲ့အခါရှေးခေတ်မြို့သူမြို့သားတွေနဲ့စစ်တီတွေဟာအံ့ဩလွန်းလို့မှင်သက်သွားကြပါတယ်။စစ်သူကြီးမျိုးသမီးကတော့ဝေါ်ကီတိုကီကနေတဆင့်လင်းရီရဲ့လုံရမှန်ချက်ချင်းရိပ်မိလိုက်ပြီးမြို့ထဲကိုကုန်တိုက်ကြီးအန်ရီရဲ့ကင်းရောက်ရှိလာတာကိုဝမ်းသာအားရကြိုဆိုလိုက်ပါတယ်။ကုန်တိုက်ကြီးမြို့ထဲဆင်းသက်သွားပြီးတဲ့နောက်လင်းရီဟာကော်ပိုရေးဝစ်စုံတက်တက်ရက်နဲ့ထွက်လာပြီးငတ်မွတ်နေတဲ့မြို့သူမြို့သားတွေကိုမကြောက်ကြဖို့နဲ့ဒါဟာနတ်ဖျားတွေပေးသနာတဲ့အဝတ်ထဲနဲ့စားတောက်ဖွယ်ရာကုန်တိုက်ကြီးဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။ကလေးလေးတွေအပါအဝင်မြို့သူမြို့သားတွေဟာအချိုရည်တွေမုတ်တွေကိုပျော်ရွှင်စွာနဲ့တောက်သုံးခွင့်ရသွားကြတာပါ။ဒါပေမဲ့မြို့ပြင်ကရန်သူစစ်သူကြီးကတော့ဒီစမ်းကြဲတဲ့ဖြစ်ရပ်ကိုမြင်ပြီးတိုက်ခိုက်စစ်ဆင်ရေးနီးပြူဟာကိုချက်ချင်းပြောင်းလိုက်ပါတယ်။မြို့ကိုအတင်းဝင်မတိုက်တော့ပဲပိတ်ဆို့ထားပြီးမြို့ထဲကလူတွေအစာငတ်ပြီးလက်နက်ချလာအောင်စောင့်ဆိုင်ဖို့အမိန့်ပေးလိုက်တာပါ။ရန်သူတွေကမြို့ထဲကလူတွေအစာငတ်တည်တော့မယ်လို့ထင်မှတ်ထားပေမဲ့တကယ်တော့ကုန်တိုက်ကြီးထဲမှာမြို့သူမြို့သားတွေဟာကြက်ကြော်တွေဟော့ပေါ်တွေကိုအပျော်ကြီးပျော်ပြီးငင်းရှက်စွာစားတောက်နေကြပါတယ်။မြို့ပြင်ကရန်သူစစ်တီတွေကြောက်ခဲလို့မာကြောနေတဲ့မုံချောက်တွေကိုခက်ခဲကိုက်ဝါနေရချိန်မှာမြို့ထဲမှာတော့ပွဲတော်ကြီးတစ်ခုလိုစုပြုံစီကားနေတာပါ။လူပေါင်းများစွာဟာကုန်တိုက်ကြီးထဲမှာစီကန်းတကြပစ္စည်းတွေဝယ်ယူနေကြပြီးငွေတင်ကားနဲ့ကြေးတင်ကားတွေလင်းရီလက်ထဲကိုတတိတန်းကြီးစီးဝင်လာခဲ့ပါတယ်။လင်းရီကတော့စစ်ပွဲဆိုတာအစားတောင်းတဲ့ငွေကြေးပေါ်မှာပဲမူတည်ပြီးအခုချိန်မှာအဲ့ဒီနှစ်ခုလုံးရဲ့ဈေးနှုန်းကိုသူကိုယ်တိုင်သတ်မှတ်ပေးနိုင်ပြီလို့ယုံကြည်ချက်အပြည့်နဲ့ပြောလိုက်ပါတယ်။ဒါအပြင်ဘရင်မကြီးစီကနေစစ်ကူတပ်ဖွဲ့2000ဆေလွတ်လိုက်ပြီဖြစ်ကြောင်းသတင်းရရှိတာကြောင့်လင်းရီဟာရန်သူတွေကိုအထဲနဲ့အပြင်ညှက်တိုက်ပြီးအပြည့်ရှင်းဖို့စီမံလိုက်ပါတယ်။အခြားတစ်ဖက်မှာလည်းမင်းနေပြည်တော်ကဘရင်မကြီးကိုယ်တိုင်ကလင်းရီဆိုတဲ့အမျိုးသားနဲ့သူ့ရဲ့စမ်းကြဲတဲ့ကုန်တိုက်ကြီးအကြောင်းကိုစိတ်ဝင်စားစွာနဲ့စောင့်ကြည့်ဆန်းစစ်နေပါတော့တယ်။